မင်္ဂလာပါဗျ29ရက်10လ2025ကျွန်တော်4နာရီခွဲအတွက်ပေါ့နော်ကျွန်တော် break site ဖြစ်တာ96ဆိုတော့ဒီမှာ9ခွန်ပဲပါတာဒီကောင်ကကျွန်တော် break site ဖြစ်တယ်ဗျဆိုတော့9လေးနဲ့နော်9လေးနဲ့ပေါင်းခြင်း900တော့ပေါ့ဒီ3လုံးပေါင်းခြင်းက9ဖြစ်တဲ့အတွက်ကြောင့်9303ယူထားတယ်ဆိုတော့ဒီမှာ9ခွန်4နော်ဒီမှာ9ခွန်4 9ခွန်4ပေါင်းလိုက်တော့ကျွန်တော်တို့ဒါပေါင်းခြင်းရလက်ပေါ့နော်ကျွန်တော်ပေါင်းခြင်းရလက်ကဘာရလဲဒီမှာ3ညရတယ်694ပေါင်းခြင်း9ဒီ3လုံးပေါင်းခြင်း9ဖြစ်ခြင်းကြောင့်946ဆိုတော့6နှစ်8နဲ့ဒါသူပြန်ရိုက်တာ6နှစ်8เนาะ6နှစ်8ပေါင်းခြင်း6ရတယ်399ပေါင်းခြင်း1ဆိုတော့168 3ခွန်6ပေါ့เนาะဒီ3ခွန်6ပေါင်းခြင်း6ဖြစ်ခြင်းနဲ့သူပြန်ရိုက်တယ်3ညခွန်ပေါင်းခြင်း4ဆိုတော့49နှစ်ဒီမှာ3ညနှစ်เนาะ3ညနှစ်ပေါင်းခြင်း2ရတာပေါ့ဒါအခုကျွန်တော်ပေါင်းပြပြီးသွားတယ်ပေါင်းခြင်း site ကဒါ4နာရီခွဲအတွက်ပေါ့ကျွန်တော်ပဋိဆိုင်ဒါပေါင်းခြင်းဖြစ်ပါတယ်ဆိုတော့ဒီမှာသူကြိုက်သွားတဲ့ပေါင်းခြင်းတွေကကျွန်တော်တို့ဒီမှာ power နက်ခတ်ဆိုတော့ဒဲပေါင်းခြင်းမပါတာပေါ့เนาะဒီမှာဒဲပေါင်းခြင်းမပါခဲ့ဒဲပေါင်းခြင်းဆိုတော့ဒီမှာဟိုဒါ4ဖြစ်ခြင်းอ่ะဒူမင်းသွားတာပေါ့เนาะဆိုတော့6ခွန်ပေါင်းခြင်း4ဒီ3လုံးပေါင်းခြင်းက4ဖြစ်ခြင်းကြောင့်သူက49နှစ်เนาะ49နှစ်ဆိုတော့သူ့အပေါ်ကပေါင်းခြင်းမူအတိုင်းဆိုရင်ဒီမှာ6ထောက်ထားတဲ့အတွက်3လုံးပေါင်းခြင်း4ဖြစ်အောင်8ထည့်ပေးရမှာပေါ့3လုံးပေါင်းခြင်း9ဖြစ်အောင်3ထည့်ပေး3လုံးပေါင်းခြင်း2ဖြစ်အောင်6ထည့်ပေးဆိုတော့ဒါ10ပရိတ်တို့3ပရိတ်တို့6ပရိတ်တို့ကြာတာပေါ့เนาะဒီပေါင်းခြင်းအရာဆိုလို့ရှိရင် तू ကပါဝါပေါင်းခြင်းနက်ခတ်ပေါင်းခြင်းဆိုတော့3နဲ့6နဲ့အဓိက main ဖြစ်တာပေါ့เนาะရှေးပရိတ်ကဒါအရင်ဖြစ်တာပေါ့မင်္ဂလာပါဆိုတော့ကျွန်တော်ရှေးပရိတ်က domain ပေါ့เนาะဆိုတော့ဒါပေါင်းခြင်းအရာ3ပရိတ်6ပရိတ်ပေါ့เนาะဒါမိတ်ဆွေများဒါ4နာရီခွဲပေါ့เนาะဒါကိုရတဲ့ဒီကိုဘာလို့เนาะဒါကြိုက်တယ်ဆိုလို့ရှိရင်ဒါ10ပရိတ်တို့3ပရိတ်တို့6ပရိတ်တို့ကန်ဆန်းကြည့်လို့ရပါတယ်တော့ဒီကောင်လေးစက်ခွန် short လေးရယူထားလိုက်ပါကပီးဆိုရင်ကျွန်တော်3ပင်5ပင်သွားလိုက်ပါဟောကျွန်တော်ဘူဒီယိုကလည်းသူကအကြာကြီးရိုက်လို့အဆင်မပြေဘူးပေါ့နော်10မိနစ်လောက်ပဲရိုက်ရတာအဆင်ပြေ29ရက်10လ2025ကျွန်တော်4နာရီခွဲအတွက်ပေါ့နော်ဒါကျွန်တော်ထိပ်စည်းဆိုင်ဒါပေါင်းခြင်းလမ်းကြောင်းဖြစ်ပါတယ်253ညပေါင်းခြင်းခွန်ဆိုတော့923ညဆိုတော့သူပြန်ဖြီတာ944နော်944ပေါင်းခြင်းခွန်ဖြစ်ခြင်းနဲ့သူပြန်ဖြီတယ်နော်သူပေါင်းခြင်းမူအတိုင်း485ပေါင်းခြင်းခွန်923ည598ပေါင်းခြင်းနှစ်ဖြစ်ခြင်းနဲ့သူပြန်ဖြီတယ်934ပေါင်းခြင်း6ဆိုတော့619ဒါသူပြန်ဖြီခဲ့တာ496ပေါင်းခြင်း9ဖြစ်ခြင်းနဲ့သူပြန်ဖြီတယ်ခွန်305ပေါင်းခြင်း2ဒီ3လုံးပေါင်းခြင်း2ဖြစ်ခြင်းကြောင့်2ခွန်4ဆိုတော့ဒီမှာ5ခွန်2ပေါင်းခြင်း4ဖြစ်ခြင်းနဲ့ဖြည့်ခဲ့တော့သူပေါင်းခြင်းရတဲ့ပါဝါနက်ကဆိုတော့ကျွန်တော်ကဒီမှာ3လုံးယူရမှာ3လုံးပေါင်းခြင်း3 8 5ယူရမှာဆိုတော့ခွန်4နှစ်ပေါင်းခြင်း3ရတယ်ဒီ3လုံးပေါင်းခြင်း3ဖြစ်ခြင်းကြောင့်3 8 5သူ့အပေါ်ကယူခဲ့တဲ့မူအတိုင်းဆိုရင်1ပေါင်းခြင်း3ရတာပေါ့6ပေါင်းခြင်း8ရတယ်3ပေါင်းခြင်း9ရတယ်ဆိုတော့ဒါ163ကျွန်တော်ထိတ်ရှိတာပေါ့နော်ဒါ3ပင်5ပင်အပင်ရှိကြိုက်တဲ့မိတ်ဆွေတွေကဒါ4နာရီကိုအတွက်1ထိတ်6ထိတ်3ထိတ်ရှိတယ်နော်ကိုကြိုက်တာပါရင်ဒါယူသုံးလို့ရပါတယ်ဒီကောင်ကတော့ကျွန်တော်ဖမ်းထားတယ်4နာရီကိုအတွက်ကျွန်တော်အပိတ်ဆိုင်ပေါ့293ညပေါင်းခြင်း168 9 3ခွန်သူကနောက်ပိတ်3လုံးနဲ့သူပြန်ဖြီတာ9 3ခွန်ပေါင်းခြင်း6ရတယ်455ပေါင်းခြင်း4ပေါ့နော်ဒီမှာရေးတာမှာဒါ4 9နှစ်ပေါ့
ဒါ၄ခုနဲ့၄ခုနဲ့၄ငါးငါးပေါင်းခြင်း၄ဒါ၄ခုနှစ်ယူထားတယ်ဒါငါးငါးနှစ်ပေါင်းခြင်းနှစ်ဖြစ်ခြင်းနဲ့သူရိုက်တယ်ကိုလေးလေးပေါင်းခြင်းခွန်နှစ်3ညလေးလေးနှစ်နောက်ပိတ်3လုံးပေါင်းခြင်းဒါ3ညဖြစ်ခြင်းနဲ့သူရိုက်တယ်ခွန်ငါးငါးပေါင်းခြင်းခွန်ပဲရတယ်ဆိုတော့ဒါခွန်နှစ်3ညယူတယ်ငါးငါး3ညငါးငါး3ညပေါင်းခြင်း3ညဖြစ်ခြင်းနဲ့သူရိုက်ခဲ့တယ်ပါဝါနက်ခက်ဆိုတော့ဒဲမပါခဲ့ဘူးဒါပေါင်းခြင်းကဒဲမပါခဲ့ခွန်တစ်နှစ်ပေါင်းခြင်း3ညဆိုတော့3ည5ခွန်ကျွန်တော်ယူထားတယ်ပေါ့ဆိုတော့ဒါသူရိုက်နေပေါင်းခြင်းကပါဝါနက်ခက်ဆိုတော့ဒါနှစ်တို့လေးတို့ကအတိကမေးပေါ့ခွန်ကဒါအရန်ပေါ့ဒါပေမဲ့ခွန်ကြိုက်ရင်စော့လို့ရပါတယ်ပေါင်းခြင်းကသူက3ညရိုက်နေတာဟုတ်လေးနှစ်ပေါင်းခြင်း3ညငါး3ညပေါင်းခြင်း3ညတစ်နှစ်ခွန်ပေါင်းခြင်း3ညလည်းရိုက်ရတယ်ဆိုတော့ဒါပေါင်းခြင်းအရာဆိုလို့ရှိရင်ကျွန်တော်အဓိက main အောင်ဒါနှစ်ပိတ်နဲ့လေးပိတ်နဲ့အဓိက main ဖြစ်တယ်ဒီကောင်ကကျွန်တော်ဒါထိပ်စီးအပိတ်ပေါ့ဒါ163ထိပ်ဆိုတော့ဒါ163ထိပ်ဆိုတော့ဒါခွန်အရင်နှစ်4ဆိုတော့1နှစ်1 4 6နှစ်6 4 3နှစ်3နှစ်ဆော်လို့ရတယ်ဒီခွန်ပိတ်ကြိုက်တဲ့မိတ်ဆွေလည်း1ခွန်6ခွန်3ခွန်ဆော်လို့ရပါတယ်ဒီကောင်လေးရရှိတာအောင်ဒါကိုကျွန်တော်3ပင်5ပင်ဒီမှာ3ပင်5ပင်စိုက်ဖြစ်တယ်ဗျ3ပင်5ပင်ရှင်9ပေါင်းခြင်း8က1ဆိုတော့ဒါနက်ခက်ရိုက်ခဲ့တယ်9 4 5ပေါင်းခြင်း8 5 1ခွန်ပေါင်းခြင်း3ဆိုတော့ပါဝါရိုက်ခဲ့တယ်ပထမကက်ကသူကနက်ခက်ပါဝါ9 4ပေါင်းခြင်း2ဆိုတော့ဒါ3လုံးပေါင်းခြင်းခွန်လေးဖြစ်ရမှာဆိုတော့4 1နှစ်ပေါင်းရင်ခွန်4 1 9ပေါင်းရင်4ရတယ်9 5 3ပေါင်းခြင်း3ပါဝါ8နှစ်3ည1ပေါင်းခြင်း3ကတဲ့ဆိုတော့ပါဝါတဲ့6 1ခွန်ပေါင်းခြင်း4ဆိုတော့ဒါ4ရဲ့ပါဝါ9မပါဘူး9မပါဘူးဆိုတော့တဲပေါင်းခြင်းဆို4ပါတယ်ဆိုတော့ဒါနှစ်ထိပ်နဲ့9ထိပ်နဲ့main ဖြစ်တယ်ဒါကကျွန်တော်အပိတ်ဆိုင်ပေါ့4နာရီခွဲအတွက်အပိတ်ဆိုင်ဆိုတော့265ပေါင်းခြင်း3ကသူကဒီနောက်ပိတ်3လုံးပေါင်းခြင်း3နဲ့ပြန်ဖြည့်တာပြီးကမှ283ပေါင်းခြင်း3နဲ့သူပြန်ရိုက်တယ်9 4နှစ်ပေါင်းခြင်း5က3ညနဲ့ဖြည့်တယ်9 1 5ပေါင်းခြင်း5နဲ့ပြန်ရိုက်တယ်ဆိုတော့ဒါသူပေါင်းခြင်းဒဲရိုက်တာ2 3 6ပေါင်းခြင်း8 3 1ဆိုတော့ဒါ2 1 5ပေါင်းခြင်း8ရတယ်နှစ်1 3ညပေါင်းခြင်း3ရတယ်နှစ်1 8ပေါင်းခြင်း1ရတယ်ဆိုတော့ဒါ9 3ည8ဒါကျွန်တော်အပိတ်ရှိတာအပိတ်ကျော်စောစောခွန်နှစ်9နဲ့ခွန်နှစ်9ခွန်ကဒိုမိန်ပေါ့ဒါ9 3ည8ဆိုတော့ဒါ2 5 20 28 9 5 90 98ဒီကောင်လေးရေစောလို့ရပါတယ်အဓိကကိုနည်းနည်းစောချင်းဒီကောင်လေးဒါကန်ဆန်းကြည့်ပေါ့ကိုကြိုက်တဲ့ဟာလေးပါလို့ရှိရင်ကန်ဆန်းကြည့်ပါဗျကျေးဇူးတင်ပါတယ်ဗျကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လည်ခင်းလေးဖြစ်ပါသေးဗျ